Hey guys, Kitty ပဲဖြစ်ပါရဲ့ရှင်ဒီနေ့ vlog လေးကနေ Kitty အားလုံးပြန်လဲကြည့်ဆိုလိုက်ပါရဲ့ Kitty ရဲ့ဒီနေ့ vlog လေးကကြတော့ Kitty တို့အရင်တစ်ပတ်လောက်က Kitty တို့ဆီယမ်မရဲ့ Kitty တို့တငယ်ချင်းတွေအားလုံးစုပြီးတော့ပကြီးပြပွဲလေးတစ်ခုကိုတွားခဲ့ပေါ့နော်အဲ့ဒီဟာလေးကိုအမတ်တရအနေနဲ့ vlog လေးပြန်လာတင်ပြရပါဒါလေးကတော့ခီရိုတငယ်ချင်းတွေတူသွားဖို့တော့ပေါ့နော်ဆရာမတို့အိမ်မှာလူစုပါပါကျန်တဲ့တငယ်ချင်းတွေမလာသေးရမလို့ခရီးစောင့်နေပါရဲ့စောင့်နေနေအိမ်ကမမီထည့်ပေးလိုက်တဲ့အချင်းပေါင်းနဲ့ဖေဖေကပိုက်ဆံနေမှာဆိုတော့လာဖို့ရဲ့မုတ်ကိုလည်းအမှာပဲတစ်ခါရဲစားလိုက်ပါရဲ့နောက်တစ်ခါတငယ်ချင်းတွေနဲ့တွားလို့ရှိရင်တော့သူတို့အချိန်တနားရီလောက်ပူစောပြီးပြောမှရပါမယ်သူတို့ကတနားရီချိန်နားရီဆိုရင်2နာရီလောက်မှရောက်ချင်ရောက်ချလာပါဒါကတော့ခီရဲတူကြိုးရောက်နေတဲ့တငယ်ချင်းမှာတငယ်ချင်းနဲ့တူဆော့ထားတဲ့တော့လေးကိုလည်းခီရဲတစ်တော့ကောက်မှတင်မိမှာမဟုတ်လို့အဆင်ပြေမယ်ဆိုတော့တွားကြည့်လို့ရပါတယ်အချိန်တနားရီလောက်စောင့်ပြီးရခါမှာတော့ခီရိုအဖွဲလေးရလူဆုံးသွားပါပြီအဲ့နဲ့ခီရိုဘတ်စကားနဲ့ပဲတွားကြပါရဲ့ခီရိုရေတော်တော်လေးပြိုဖို့ကောင်းခဲ့ရပေါ့နော်ဘတ်စကားနဲ့တွားတာတော့မှတစည်းလုံးကုဘောကိုငှားလိုက်တဲ့အတိုင်းပါပဲကစည်းလုံးမှာခီရိုအတန်ကြီးပဲပြည့်နေပါတယ်ဒါကတော့ကားပေါ်ရောက်တော့မှသူတို့ရဲ့ချင်းမွေးမီးမလောင်လက်မွေးမီးမလောင်လက်လေးတွေကို hand cream လိမ့်နေတကားလာပါခီရိုကတော့ light ရှုပ်နေနေအဲ့လိုမျိုးတကားရဲ့လိမ့်ပြီးပါတယ်အစီအစဉ်နဲ့ပကြီးပြကအောင်တမ်းပြီးတော့မရောက်သေးပါဘူးခီရိုတွေတော်တော်လေးလက်လန်လျှောက်လိုက်ရသည်ပါလမ်းလျှောက်လိုက်ရတယ်ဆိုပေမဲ့တကယ်ချင်းနဲ့တူတူဆိုညောင်းလဲမညောင်းလို့လုံးဝလည်းမမို့ပါဘူးဒီမှာဆိုတကယ်ချင်းကထီးဆောင်ပြီးမဲ့တကယ်ချင်းမျိုးရှိပါလေအခုတကယ်ချင်းတွေကလေခီရီဘလော့ရလို့ရှိရင်အမြဲ sporting ပြည့်တူလေးပေါ့နော်ဒါလေးကတော့အဲ့ဒီနေ့တော့ခီရီဝတ်သွားပြီးခဲ့ outfit လေးပါ outfit check လုပ်ရတယ်လို့ပေါ့နော်ပကြီးပြခန်းလေးကကြတော့ဆုလေးပြအနီးနာတိုက်ခန်းလို့ပဲပြောရမလားအဲ့လိုမျိုးနေရာလေးမှာပေါ့နော်ပထမထပ်လေးမှာပါဒီကားနေရာလေးမှာလည်းဘလိုမျိုးပကြီးလက်ရလေးချိတ်ထားပါရဲ့ဒါကတော့ခီရိုရဲ့အရှိတော်ဆရာမပဲဖြစ်ပါရဲ့ she's so cute ပကြီးပြခန်းရောက်သွားတဲ့အခါမှာတော့အရောလာတဲ့ပကြီးကားလေးအများကြီးမှတွေ့ခဲ့ပါရဲ့ခီရိုဒီပွဲလေးလာတဲ့အကြောင်းရတော့ခီရိုကြောင့်မှတင်ပြီးနေတဲ့ပကြီးဆရာဖြစ်လို့တယ်ပေါ့နော်ပွဲလေးဖြစ်တဲ့ကြောင့်မလို့ခီရိုလာပြီးလေးလာပါဒီပွဲလေးကကြတော့ဆရာတို့ဖွဲ့ရတင် ကြားပြသပြီးနေရဲ့အကြောင်းလေးအများကြီးရဲ့မမအကြောင်းသားအကြောင်းသူတွေရဲ့ပကြီးကလက်ရည်ဖြစ်ပြီးတော့မိမိကိုယ်တိုင်ကြက်နေတဲ့ဈေးနှုန်းလေးနဲ့ယောက်ျားနေတဲ့ပွဲလေးပါဒီပွဲလေးမှာရှိရဲ့ပကြီးကားလေးအကုန်လုံးထဲမှာကြက်နေတဲ့ပကြီးကားလေးရှိရဆိုရင်လည်းဝယ်ယူလို့ရပါသေးတယ် supporting ပြီးတဲ့အနေနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ခီရိုပြထားရဲ့ဆရာရဲ့တက်တော့ကောက်မှာတွားရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်ဆရာကောက်ထဲမှာဆိုရင်လည်းပကြီးကားလေးကိုတတိချာချာရိုက်ပြပေးထားပြီးတော့ဈေးနှုန်းလေးနဲ့တကွာတင်ပေးထားပါတယ်ခီရိုကတော့အဲ့ဒီတော့လေးလာရုံတက်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ပကြီးကားလေးကိုလေးလာပြီးတော့တပုတ်အနေများကြီးလည်းရိုက်ခဲ့ပါတယ်ပကြီးပြပွဲရပြန်မှာတော့ခီရိုရီပေါ့နော် Chelsea Square သွားပြီးတော့နေ့လည်စာဝင်စားခဲ့ပါတယ်ဒီကြီးနေရောဆ iam မနဲ့ရောတူသွားမလို့အမတ်တရအနေနဲ့ TikTok trend လေးတစ်ခုလည်း join ခဲ့ပါသေးရဲ့အဲ့ဒါလေးကိုလည်းခီရီရဲ့ TikTok အကောင့်မှာတင်ပေးထားပါတယ်ဘုံမစားခင်မှာတကယ်ချင်းက blind box ဖွင့်ခြင်းနဲ့ဆိုတာနဲ့ mini zone နဲ့ဝင်ပြီးတော့ blind box လေးနဲ့အယုတ်လေးတွေကိုလည်းဆက်စုခဲ့ပါသေးရဲ့Chelsea Square ပေါ်ထမှာရှိရဲ lottery ရမှာပဲခီရိုနီးလေးဆောင်စားဖြစ်ပါတယ်။ဒါကတော့တကယ်ကြီးတယောက်ကတော့ဝယ်စားကြီးခဲ့မို့ပါခီရိုကတော့စီကြီးလို့လုံးဝဝယ်မစားပါဘူး။တကယ်ကြီးနေသွားတာကိုကဘာမှမစားဘူးဆိုရင်တော့သူတို့ရှိရနေအေးရောမုတ်တွေရောလိုက်ကုန်စင်းလို့ရပါတယ်။ Chelsea Square ကနေအဖြစ်မှာတော့ခီရိုရဲ့တဲ့ပုံလေးနေနေဘဘထည့်ရလို့ရအောင်ဆိုပြီးတော့ဆီယမဖန်ဒူလာပန်ကျဲနဲ့ခဏဝင်ပြီးပါတယ်။အမှခဏနေပြီးတော့ခီရိုနောက်ဆုံးမှာတော့အိမ်ပြန်ခဲ့ပါရဲ့ရှင်။ဒါဆိုရင်တော့ခီရဲ့ vlog လေးကိုဒီမှာနေမဲ့ဆုံးသက်ချင်ပါတယ်။ဆောင်းလို့ရှုပ်ပြီးလို့အားလုံးကျေးဇူးများတင်ပါတယ်ရှင်။ Bye bye